လေပေါ်နေတဲ့ဘန်တို့ကြားကိုဗဇက်ပိတ်ထားပြီးတော့နှုတ်သွားတောက်ဖို့ပိတ်ပြောလိုက်တဲ့ဂျိုရှိုဗန်အားလုံးပဲမင်္ဂလာပါခင်ဗျာအားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်လာမယ့်စက်တင်ဘာလ19ရက်နေ့2026ခုနှစ် Los Angeles မြို့မှာကျင်းပမယ့် UFC 331ပြိုင်ပွဲရဲ့အဓိကတွဲဆိုင်ဖြစ်တဲ့ဂျိုရှိုဗန်နဲ့ Alexander ဘန်တို့ကြားတို့ရဲ့မကြေပွဲဟာလက်ရှိ MMA လောကမှာအဟော်ဆုံးခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်သူတို့နှစ်ဦးရဲ့ပထမဆုံးတွေ့ဆုံမှုဖြစ်တဲ့ပြီးတဲ့ဒီဇင်ဘာလကကျင်းပခဲ့တဲ့ UFC 323ပြိုင်ပွဲမှာအဖြစ်အပျက်တစ်ခုကြောင့်အခြေအနေကတင်းမာခဲ့ရတာပါအဲ့ဒီပွဲစဉ်မှာပွဲစတင်ပြီး26စက္ကန့်ကြာမှာပဲဘန်ဒိုဂျာကဟက်ကစ်ကန်ဖို့ကြိုးစားရာကနေဗန်ကခြေထောက်ကိုဖမ်းပြီးတော့ပြစ်ပေါက်လိုက်တဲ့အချိန်မှာဘန်ဒိုဂျာရဲ့ပခုံးအယူလွဲသွားခဲ့တာကြောင့်ဒန်လူကြီးရောက်ပွဲကိုရပ်တန့်ခဲ့ပြီးတော့ဗန်ကိုဒဏ်ရာရှိမှုကြောင့် TKO နဲ့နိုင်ပေးခဲ့တာပါဒီအလဲကြောင့်မြန်မာနွယ်ဘွားအသက်24နှစ်အရွယ်ဂျိုရှိုဗန်ကဂျွန်ဂျုံးစ်ပြီးရင် UFC သမိုင်းတစ်လျှောက်ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်လာခဲ့တာပါဘန်ဒိုဂျာဘက်မှာတော့သူ့ရဲ့ချန်ပီယံကပတ်ကိုတိုက်ခိုက်ရေးစွမ်းရည်ကြောင့်အစစ်မှန်ရှုံးနေသွားတာမဟုတ်ပဲမတော်တဆထိခိုက်ဒဏ်ရာရမှုကြောင့်သာရှုံးခဲ့ရတယ်လို့ခံယူထားတာပါဒီညိုအာဂါတာတွေကြောင့်ပဲ UFC 331မတိုင်မီပြုလုပ်ခဲ့တဲ့ဒင်းစာရှင်းလင်းပွဲမှာအခြေအနေကထိမ့်နိုင်သိမ်းမရဖြစ်သွားခဲ့တာပါကစားမနှစ်ဦးကြားမှာအပြန်အလှန်စကားစစ်ထိုးမှု trash talk တွေကအတော်လေးကိုပြင်းထန်ခဲ့တာပါဘန်ဒိုဂျာကစတင်ပြီးတော့ဗန်အနေနဲ့သူ့ကိုယ်သူရင်ပြန်လဲသုံးသက်တဲ့အကြောင်းဘရာဇီးယဉ်ကျေးမှုအရစကားပြောရင်လေးစားစားပြောတတ်ဖို့လိုအပ်ပြီးတော့အဲ့လိုမှမဟုတ်ရင်တော့သွားရီကျွတ်အောင်လို့အထိုးခံရနိုင်ကြောင်းချင်းချောက်ပြောဆိုခဲ့တာပါဒါအပြင်ဗန်အနေနဲ့ကပတ်ကိုယူသွားနိုင်ခဲ့ပြီးမြဲတကယ်တမ်းသူ့ကိုနိုင်ယူသွားနိုင်ခဲ့တာမဟုတ်ဘူးလို့လည်းဘန်ဒိုဂျာကဆွဆွဲခဲ့ပါရီဘန်ဒိုဂျာကသူ့အနေနဲ့ပရိုဂရမ်မဘဝတက်တန်းအနှစ်20ကျော်ရှိနေပြီဖြစ်ပြီးတော့တရားမရခင်ချိန်ထိဂျူဂျေဆုနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့်ရှစ်ပွဲစရိုက်နိုင်ရရှိကကပတ်ကိုကာကွယ်ထားနိုင်ခဲ့တဲ့အကောင်းဆုံးဖိုက်တာတူဖြစ်ကြောင်းသူရဲ့အတွေ့အကြုံတွေကိုထုတ်ဖော်ကြွားလုံးထုတ်ခဲ့တာပါဒါပေမဲ့ဂျိုရှိုဗန်ကတော့ဒီစကလုံးတွေကိုလုံးဝဂရုမစိုက်ဘဲနဲ့အတိတ်ကပုံမြင်ဟောင်းတွေကိုလာပြောနေမယ်စားလာမယ့်စက်တင်ဘာလ19ရက်နေ့ဂျိုဝိုင်းနဲ့မှာဘာဖြစ်မလဲဆိုတာကိုအာယုံစိုက်ဖို့လောင်ပြောင်တုံ့ပြန်ခဲ့တာပါဘန်ဒိုဂျာကဒေါသကြီးနဲ့ဗန်ကိုကလေးတယောက်လိုသဘောထားကလူကြီးတွေစကားပြောနေချိန်မှာပါဇက်ပိတ်ထားဖို့စေးတိုင်းထွာခဲ့ပါရီဗန်ကလည်းရှောင်မပေးဘဲနဲ့ပြန်လဲခံပတ်ခဲ့ရကနေဘန်ဒိုဂျာကအလွန်မင်းဒေါသထွက်သွားခဲ့တာပါဘန်ဒိုဂျာကအင်္ဂလိပ်လိုစကားပြောရတာကအော်တကွန်ဂျိုဝိုင်းနဲ့ဝင်ရတာထက်ပုံမစိတ်လို့ရှားရပြီးမြဲဂျိုဝိုင်းနဲ့ကိုရောက်ရင်ဘာလုပ်ရမလဲဆိုတာသူကောင်းကောင်းသိကြောင်းပြီးခဲ့တဲ့ပွဲကလက်စစ်လွဲသွားလို့သူပြန်တဲဖို့ကြိုးစားနေချိန်မှာဗန်ကဆက်ထိုးနေခဲ့တာဖြစ်ပြီးတော့လာမယ့်ပွဲမှာတော့အဲ့ဒီအတွက်တေချာပေါက်ပေးဆက်ရမယ်လို့ကြုံဝါခဲ့တာပါဗန်ကလည်းပန်ဒိုဂျာကိုအရှုံးကိုလက်မခံနိုင်မင်းနဲ့ယူသွနေသောသူတို့ဖြစ်ပုံဖော်ကဒီလူကြီးကိုနွားနို့လေးပါလေးတိုက်လိုက်ကြပါအောင်လို့ခနဲ့တဲ့ပြောဆိုလိုက်ပါရီဒီစကားကြောင့်ပဲပန်ဒိုဂျာကဒေါသထိုးထိတ်ကိုရောက်ရှိသွားပြီးတော့စင်မြင့်ပေါ်ပါရင်ဗန်ကိုထိုးကြိတ်ဖို့ပြေးဝင်သွားခဲ့ရမှာ US ဥက္ကဋ္ဌဒန်နာဝိုင်းနဲ့လုံခြုံရေးဝန်ထမ်းတွေကအသေးအံဝင်ရောက်ဆွဲထုတ်တားဆီးခဲ့ရတာပါဒီဖြစ်ရပ်ကိုစိတ်ပိုင်းဆိုင်ရာစစ်စင်ရေး psychological warfare shootout ကနေသုံးသပ်ကြည့်မယ်ဆိုရင်တော့ဂျိုရှိုဗန်ကလူငယ်ကစားမပြီးစိတ်သက်ပိုင်းဆိုင်ရာဖိအားပေးမှုတွေကိုကျွမ်းကျင်စွာအသုံးပြုပြီးတော့ဝိုင်းကစားမပန်ဒိုဂျာရဲ့စိတ်ခံစားမှုကိုကြီးကျယ်လှုပ်ခတ်သွားစေဖို့အတွက်ရွေချက်ရှိစွာပေးခဲ့တာဖြစ်ကြောင်းတွေ့ရတာပါဘန်ဒိုဂျာအနေနဲ့ဂျိုဝိုင်းတွင်းမှာပါဒီလိုမျိုးဒေါသကိုမထိန်ချုံနိုင်ဘူးဆိုရင်တော့ဗန်ရဲ့ထောင်ရောက်တဲ့ကိုတနက်မတ်ဝင်သွားနိုင်ခြေရှိနေပြီးတော့အမားယွန်းနေဖြစ်လာနိုင်ကြောင်းသုံးသပ်လိုက်ရပါတယ်ခင်ဗျာ